နောက်ကိုလိုက်တဲ့ဒီတင်နန်းမှာတက်ခဲ့ပြီးတော့အခုဆိုရင်ဂျပန်နိုင်ငံမှာရောက်ရှိနေပြီဖြစ်ပါတယ်ဒီမှာမိတ်ဆွေဂျပန်ကိုသွားချင်တာပဲဖြစ်ဖြစ်ဂျပန်စာကိုလေ့လာချင်တာပဲဖြစ်ဖြစ်ရည်ရွယ်ချက်ရှိရဆိုလို့ရှိရင်ကျွန်တော်တင်နန်းတစ်ခုနဲ့မိတ်ဆက်ပေးပါရစေတင်နန်းရဲ့နာမည်ကတော့ Sekai Ichi လမ်းဝေးစာနာပဲဖြစ်ပြီးတော့ဂျပန်စာ level ကို I5 ကနေ I1 ထိလေ့လာနိုင်ပြီးတစ်ခုတည်း9မျိုးကိုတည်းသက်ဆိုင်ရာအောင်လက်မှတ်ရရှိထားပြီးတော့ဆရာဆရာမများမှာသင်ကြားပေးမှာဖြစ်ပါတယ်တင်နန်းရဲ့အဓိကထားပြီးပို့နေတဲ့ဗီဇာများကတော့တစ်ခုတည်းဗီဇာနဲ့ student visa ပဲဖြစ်ပါတယ်အခြားဗီဇာများဖြစ်တဲ့ပို့ဆောင်ပေးနေပါတယ်ဘာလို့အဲ့လောက်ညွန်နေရလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီတင်နန်းမှာတက်ခဲ့ပြီးတော့အခုဆိုရင်ဂျပန်နိုင်ငံမှာရောက်ရှိနေပြီဖြစ်ပါတယ်ဒါအပြင်သတင်းကောင်းတစ်ခုရှိပါတယ်နှစ်စဉ်နှစ်တိုင်းပညာသင်အတန်းများကိုညီမဘွဲတွေရတင်နဲ့ချိန်ပြီးတော့ဖွင့်လှစ်ပေးနေပါတယ်ဆိုတော့တင်နန်းကကောင်းပါတယ်ဘယ်မှာလဲတည်နေရတန်လင်းအောင်ချမ်းသာရက်ကွက်ဒုက္ခလမ်းထဲမှာရှိပြီးတိုက်မှတ်131နှစ်လာမြတ်မှာဖွင့်လှစ်ထားပါတယ်ကားဂိတ်နေနေတာကြောင့်ဘာနဲ့လာအဆင်ပြေမှာပါထိုင်းမှာနေပြီးတော့ထိုင်းကနေဂျပန်သွားနေတဲ့သူတွေအတွက်ကလည်းမကြခင်ထိုင်းမှာတင်နန်းကွက်တစ်ခုဖွင့်လှစ်ဖို့ရှိပါတယ်ဒီထက်ပိုပြီးအသေးစိတ်သိချင်တယ်ဆိုရင်တော့ Facebook မှာ Sekai Ichi လမ်းဝေးစာနာဆိုပြီးရှာနိုင်တယ်လို့Telegram သို့မဟုတ်ဖုန်းဆက်ပြီးလည်းမေးမြန်းနိုင်ပါတယ်ဆိုတော့ဘာလို့စောင့်နေပါလဲဂျပန်သွားဖို့စိတ်ကူးရှိရဆိုရင်မြန်မြန်လာခဲ့ဖို့ဖိတ်ခေါ်ပါရစေ